မင်္ဂလာပါရှင် He and Travel ကနေကြိုဆိုလိုက်ပါတယ်ကျမနွေနွေဤပါဒီနေ့ကျမစဉ်းစားနေမိတာတစ်ခုရှိရယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့ဘဝမှာအခက်အခဲတစ်ခုခုကြုံလာလို့ရှင်ဒါမှမဟုတ်စိတ်ထဲမှာနာကျင်နေရတဲ့အချိန်မျိုးတွေမှာလူတွေစီကနေပြီးတော့အမြဲကြားနေရကြစကားလုံးတွေရှိရလေမုံနိုင်ပြီးရင်လေပြေလာမှာပါအချိန်ကကုသပေးသွားလိမ့်မယ်အလုံးအဆင်ပြေသွားမှာပါဆိုတဲ့စကားမျိုးတွေပေါ့နားထောင်လိုက်ရင်တော့နှွေးထွေးပြီးတော့နူးညံ့ပါတယ်ဒါပေမဲ့တကယ်ပဲကိုယ့်ရင်ထဲကနာကျင်နေတဲ့အချိန်ထဲမှာအိတ်စကားတွေကတက်ထဲရေသွန်းသလိုမျိုးဘာမှအရှာမထင်ပဲနဲ့ဟာတတာကြီးဖြစ်နေဘူးလားယင်ကျမကတော့ဖြစ်ဘူးပါရဲ့တခါတလေစိတ်ထဲမှာပြန်မေးမိရဲ့တကယ်ရောဟုတ်လားလို့မှုန်နိုင်ပြီးလေပြေလာတယ်ဆိုတာတဘာဝတရားမှာတော့မှန်ချင်မှန်ပါလိမ့်မယ်ဒါပေမဲ့ကျမတို့လူသားတွေရဲ့ဘဝတွေကမှုန်နိုင်တချို့ကလေပြေကိုချန်ထားခဲ့ဖို့ထက်ကျမတို့ရဲ့စိတ်ဓာတ်တွေကျမတို့တိဆောက်ထားခဲ့တဲ့ကဘာလေးတွေကိုပြိုလဲသွားအောင်လို့တက်ခတ်သွားတတ်ကြပါတယ်အဲ့ဒီချိန်မှာလေပြေကိုငိုင်ပြီးတော့ထိုင်ဆောင်နေရတာကတကယ်တော့မလွယ်ကူပါဘူးလေပြေလာဖို့ထက်ကိုယ့်ဘဝကိုယ်တိုင်ပြန်ထူထောင်နေရတာကပို့ပြီးတော့ပင်ပန်းရတယ်ပို့ပြီးတော့လည်းအချိန်ပေးရပါတယ်ဒါကြောင့်မို့လေပြေကိုစောင့်နေုံနဲ့တော့မလုံလောက်ဘူးလို့ကျမမြင်ပါတယ်နောက်ထပ်စကားတစ်ခွန်းလေးရတော့အချိန်ကကုသပေးမယ်တဲ့ဒါကလည်းတဝက်ပဲမှန်မယ်ထင်ပါတယ်အချိန်ကအရာအလုံးကိုအပြီးတိုင်ပြတ်ကင်းအောင်မလုပ်ပေးနိုင်ပါဘူးတချို့နာကျင်မှုတွေကဘယ်တော့မှပြောင်းမသွားအောင်အမာရွတ်အနေနဲ့ကြမ်းခဲ့တယ်ကျမတို့လုံနိုင်တာကအဲ့ဒီနာကျင်မှုနဲ့အတူဘယ်လိုမျိုးရှင်တွဲနေထိုင်ရမလဲဆိုတာကိုသင်ယူရတာပါနာကျင်နေတဲ့ဒဏ်ရာကိုပိုက်ပြီးအသက်ရှူတက်လာတာအဲ့ဒီနာကျင်မှုကိုဘဝရဲ့အစိတ်ပိုင်းတစ်ခုပြည့်လက်ခံတက်လာတာအဲ့ဒါကပဲပို့ပြီးတော့လက်တွေ့ကြတဲ့ကုသခြင်းလို့ကျမမြင်ပါတယ်ဒါဆိုရင်ဒီစကားတွေကမှားနေရလားမဟုတ်ပါဘူးမှားလည်းမမှားပါဘူးဒါပေမဲ့အမြဲတမ်းမလုံလောက်ဘူးလေတခါတလေကျမတို့လိုအပ်တာကအဆင်ပြေသွားမှာပါဆိုတဲ့စကားလှလှလေးတွေထက်အခုနာကျင်နေရင်နာကျင်ခွင့်ရှိရယ်ငိုချင်ငိုခွင့်ရှိရယ်အားနေနေရင်လည်းအားနေခွင့်ရှိရယ်ဆိုတဲ့ကိုပေးရဲ့ပါမရှင်ခွင့်ပြုချက်တစ်ခုပါပဲဘဝမှာအဆင်မပြေတဲ့နေ့တွေရှိတာကတဘာဝကြပါတယ်စူးစမ်းတလောက်မဖြစ်လာတာလည်းအပြစ်မဟုတ်ပါဘူးအဲ့ဟာတွေကိုအတင်းကြီးဖုံးကွယ်ပြီးတော့အော်ရတယ်ငါအဆင်ပြေပါရဲ့လို့ဟန်ဆောင်နေရတာကပို့ပြီးတော့ပင်ပန်းစေပါတယ်ဒါကြောင့်ကျမတို့ပြင်ဆင်ရမှာကအနာဂတ်မှာအရာအလုံးကောင်းသွားလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်သက်ထက်မကောင်းတဲ့အခြေအနေတွေကြုံလာရင်တော့မှပဲငါဆက်လျှောက်နိုင်တယ်ဆိုတဲ့စိတ်ဓာတ်ရှိရမယ်ဆိုတဲ့ကိုယုံကြည်မှုပါမုံနိုင်ပြီးမှလေပြေကသူ့လိုလာခြင်းမလာပါလိမ့်မယ်ဒါပေမဲ့ကိုနားလဲပြီးတာကိုတနာပြီးတာကိုမစွန့်ပြစ်လိုက်တာဒါတွေကပဲကိုယ့်အတွက်ကိုဖန်တီးယူတဲ့လေပြေလွေးတွေဖြစ်လာပါလိမ့်မယ်ဒီနေ့ podcast လေးကိုနားထောင်နေတဲ့တငယ်ချင်းတို့ကိုပြောချင်တာကနာကျင်နေလို့ရှိရင်အတင်းမဖုံးဖိလိုက်ပါနဲ့ပင်မနေလို့ရှိရင်လည်းခဏဖြစ်နားလိုက်ပါဒီနေ့အတွက်ကိုနည်းနည်းလေးပို့ပြီးတော့ဂရုတစိုက်နဲ့နားလိုက်မှုရှိလေးလက်ခံပြီးတော့နေကြည့်လိုက်ကြရအောင်နော် He and Travel ကနေပြီးတော့အားလုံးကိုအစီအမံအားပေးနေပါတယ်ရှင်
နားဆင်ပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်တစ်ပတ်မှပြန်ဆုံကြမယ်နော်အားလုံးပဲစိတ်အေးချမ်းသာရှိကြပါစေရှင်